မကြသေးခင်ရက်ပိုင်းက Vivo V50 Lite phone ကိုကျွန်တော် DHM review page ကထပ်မအောင် unboxing လုပ်ခဲ့တယ်ပေါ့နော်။အဲတုန်းက Vivo ကခေါ်ခဲ့တဲ့ Mission Impossible ဆိုတဲ့ challenge ကိုလည်းအားလုံးမှတ်မိကြမယ်ထင်တယ်။အခုထပ်မအောင်ကနေပြီးတော့ကျွန်တော်စီကိုဒါသူတို့လှုပ်ထားတဲ့ Mission Impossible video လေးပို့လာတယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်ကြည့်ရင်းနဲ့ V50 Lite အကြောင်းလည်းနည်းနည်းတော့ကြည့်ဖို့မယ်ဗျာ။ Okay စရအောင်ကဲအရင်ဆုံးကျွန်တော်တို့ video ကိုကြည့်မယ်ပေါ့နော်အဲ့တော့ဒီ video ကကျတော့ My Dream Garden ဆိုတဲ့နေရာကိုဒါ Vivo ကနေပြီးတော့ဒါ trick ခေါ်ရတယ်ပေါ့နော်အဲ့ trick ခေါ်ရတော့ကသူတို့က V50 Lite phone တွေကိုတုံးပြီးတော့ battery block ခံလဲဆိုတော့ဖြုတ်ခဲ့တဲ့ video ပေါ့နော်အဲ့တော့ကျွန်တော်လည်းတူစကြည့်မယ်ငါတို့ခုပဲရောက်နေကျွန်တော်တို့အခုကဒီ Vivo ကနေပြီးတော့ကျွန်တော်တို့ဒီ trip ခေါ်လာပေါ့နော် My Dream Garden ဆိုတဲ့ camp နေရာလေးကိုရောက်နေတာဆိုတော့ဒီမှာဒီနေ့အဓိကဘာကြီးလောက်ကြမှာလဲဘာကြီးလောက်မသိဘူးလားဟာဘာကြီးလောက်ကြမှာလဲဆိုတော့ဗျာဒီကျွန်တော်တို့လက်ထဲကို Vivo V50 Lite နှလုံးရောက်ထားတယ်ပေါ့အဲ့ကောင်ကိုနောက်ပြီးတော့ကျွန်တော်တို့ Vivo ကနေပြီးတော့လေ challenge ခေါ်ထားတယ်ပေါ့နော်challenge ကဘာ challenge လဲဆက်ပြောပြလိုက် Mission Impossible ဆိုတဲ့ challenge ဒီနေ့ကငါသိမပြောမင်းပြောOkay Mission Impossible ဆိုတဲ့ challenge မှာသူကအဓိကဒီဖုန်းရဲ့ battery ကိုကောင်းအောင်သုံးပြရမှာပေါ့နော်အဓိကတော့သူက game ဆော့ဖို့ပြောထားတယ်ဒါပေမဲ့ဒီဘက်မှာ line ရမကောင်းလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ game ဆော့ဖို့အရှင်ဖြစ်တာဆိုတော့ဒီနေ့ရဲ့ plan လေးကတော့ကျွန်တော်တို့ Mission Impossible ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီနေ့မှာတော့camera test တွေလုပ်သွားမယ်ဗီဒီယိုလေးရှောက်ရိုက်သွားမယ်နောက်ပြီးကျွန်တော်တို့တခုပြောဖို့ကြံသွားတာဗာလဲဆိုတော့ကျွန်တော်တို့အိမ်ကနေပြီးတော့စထွက်တယ်ဘယ်ချိန်6နိုင်နော်6နိုင်လောက်ကကျွန်တော်စထွက်တယ်6နိုင်မှာစထွက်တော့ battery အားက95အခု93ဖြစ်သွားတယ်အခုက10နိုင်တော့ထိုးနေပြီ Okayဆိုတော့အရင်ဆုံးကျွန်တော်ပြောချင်တာဗျာဒီ Vivo V50 Lite ဖုန်းမှာဆိုလို့ရှိရင် Blue Volt system လို့ပေါ့နော်ပြောလို့ရတယ်6500 mAh battery ပါတယ်ဆိုတော့ဒီ battery ပမာဏကကျွန်တော်တို့ဖုန်းတစ်လုံးအနေနဲ့ဆိုလို့ရှိရင်တော်တော်လေးများတဲ့ battery ပမာဏလို့ပြောလို့ရတယ်ဆိုတော့ဒီဖုန်းရဲ့အထူကလည်း 7.79mm ပဲရှိတာဗျာအဲ့အချိန်မှာ6500 mAh battery ပါတယ်ဆိုတဲ့အတွက်တော်တော်လေးတည်တဲ့ထဲမှာပါတယ်လို့တော့ကျွန်တော်နေယူဆချင်တယ်ဒီ6500 mAh battery ကိုအားသွင်းရင်ကြာမှာပေါ့ဆိုပြီးတော့လူတွေကပြောကြလိမ့်မယ်အဲ့အတွက်လည်း Vivo ကနေပြီးတော့90 watt flash charge system လည်းပါတယ်လို့သိထားတယ်ဆိုတော့တို့ဗီဒီယိုပဲဆက်ပြီးတော့ကျွန်တော်တို့ဆက်ကြည့်ရအောင်အဲ့ဒါမှကျွန်တော်လမ်းမှာဗီဒီယိုရိုက်တယ်ကင်မရာဓာတ်ပုံတွေရိုက်တယ်ရှားတော့ဗီဒီယိုဘာညာရိုက်တဲ့အချိန်မှာဘက်ထရီအား93ဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုမှဒီနေ့ကျွန်တော်ဗီဒီယိုရိုက်မယ်ကင်မရာရိုက်မယ်ရှားတော့ရိုက်ပြီးတော့ဘက်ထရီအားဘယ်လောက်ကျန်သွားမလဲဆိုတော့တစ်ချက်စောင့်ကြည့်ကြဖုန်းကတော့ share လှတယ်ဗျာကျွန်တော်လက်ထဲကိုအယောင်2ယောင်ရောက်လာတာဆိုတော့ဖုန်းအနေနဲ့ကထွက်ထားတာကအယောင်3ယောင်ထွက်ထားတယ်အဲကြောင့်ဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတော့ကျွန်တော်တို့ဘာလုပ်ဘာမှမလုပ်ရင်တော့ဒီဖုန်းနဲ့ဗီဒီယိုရိုက်ထားမယ်ဟုတ်ကျွန်တော်လုပ်ခဲ့တဲ့ activity တွေဘာပဲလုပ်လို့ဗီဒီယို record လုပ်မဲ့သဘောပေါ့အခုဆိုရင်တော့ကျွန်တော်တို့တောက်လျှောက် roll ရတယ်ပေါ့နော်ကင်မရာကိုဘာပေါက်တက်ရိုက်ပဲလို့ဘာ activity ပဲလုပ်ကျွန်တော်တို့ဒီတောက်လျှောက်ကိုကျွန်တော် roll ရတာဘယ်လောက်ဘယ်နှစ်မိနစ်ပဲဖြစ်ဘယ်နှစ်နာရီပဲဖြစ်အဲ့တော့ပြီးသွားရင်ကျွန်တော် battery percentage ကိုချက်ကြည့်ကြတာပေါ့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုနှစ်ပုတ်2နာရီပေါ့တပုတ်ကို1နာရီနှစ်ပုတ်2နာရီစာရိုက်ပြီးသွားပြီရိုက်ပြီးသွားတဲ့အချိန်မှာ battery က80မြင်ရတော့ပြီ Okay ဆိုတော့သူတို့ကတောက်လျှောက်ဖုန်း battery ကိုတုံးခဲ့တယ်ပေါ့နော် My Dream Garden ကိုသူတို့စရောက်တဲ့အချိန်တော့93% ရှိရဲအခုနေ့လယ်12နာရီမှာ80%လောက်ကျန်နေတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒီပမာဏကတော်တော်လေးမိုက်တဲ့ထဲမှာပါတယ်ကျွန်တော်တို့များသောအားဖြင့်ကဖုန်းကိုပေါ့နော်ဒါဗီဒီယိုကြီးပဲရိုက်နေမယ်ဆိုရင်တော့ဖုန်းကနည်းနည်းလေး overheat ဖြစ်လာမယ်ဖြစ်လာပြီးလို့ရှိရင် power consumption ကလည်းပိုများလာနိုင်တယ်ပေါ့နော်အဲ့အချိန်မှာ battery ပမာဏလျော့သွားတာက23% ပဲလျော့သွားတာကိုတွေ့ရတယ်ဆိုတော့ဒါကတော့တော်တော်လေးကောင်းတဲ့အချက်ပေါ့နော်80%ရောက်သွားတယ်အခုနစဆန်တဲ့အချိန်မှာ battery ကဒီလောက်ရှိတယ်ကျွန်တော်တို့ခုရိုက်စရာကြီးပါညာကြီးပြီးတော့အခုကျွန်တော်တို့ shooting break ပေါ့နော်အေးပေါ့ shooting break အနေနဲ့ကျွန်တော်တို့ကိုထမင်းစားဆောင်ပါနေ့လယ်စား lunch စားမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့တောက်လျှောက်ဖုန်းကိုဗီဒီယိုရိုက်တာမရက်ပဲနဲ့ robot ထားတယ်တောက်လျှောက်ပေါ့နော်အချိန်လေးဟာမှမရှိကျွန်တော်တို့တောက်လျှောက်ဟုတ်ဒီမှာချက်ကြည့်ရအောင်သူတို့ဒီဗီဒီယိုနားမှာပေါ့နော်ဒီမှာအနောက်လေးပြန်ဆုပ်မယ်သူတို့ဖုန်းကိုဒီမှာဖွင့်ထားတဲ့အချိန်မှာပေါ့ကျွန်တော်ကြည့်လောက်က flashlight ပါ on နားတာအနောက်မှာပါတဲ့ aura light ပေါ့နော်ဆိုတော့ဒီဖုန်းမှာ aura light ပါတယ်ဆိုတော့ Vivo ကနေပြီးတော့ V series ကို aura light ခေါ်လာတာကတော်တော်လေးမိုက်တယ်ဆိုတော့ aura light ရဲ့အလုပ်လုပ်ပုံကဗျာကျွန်တော်တို့ရုပ်ကိုရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒါ AI system တွေပါပေါင်းစပ်ပြီးတော့ color tone တွေအစားချိန်ညှိပြီးတော့ရုပ်ကိုပို့ပြီးတော့ smooth ဖြစ်စေတယ်ပို့ပြီးတော့ glow ဖြစ်စေတယ်အဲ့လို system တွေနဲ့ထုတ်ထားတဲ့ဒါ light တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ video ကိုသူတို့ရိုက်တဲ့
တဲ့အချိန်မှာလည်း Aura Light မှာဖွင့်ထားတယ်ဆိုတော့ဒါကတော်တော်လေး battery ကိုဖြုံးနေတဲ့အထက်မှာပါတယ်ပေါ့လေနော်အဲ့တော့ကြည့်ရအောင်ဆက်ပြီး အခုကျွန်တော်တို့3:18မိနစ်လောက်တော့ဖြစ်ပြီခုနကတော့ကျွန်တော်တို့ Vivo ကနေပြီးတော့video clip တွေယူရတယ် photo ရိုက်တာမှာ camera test တွေပါညာတော့ပြီးသွားပြီပြီးသွားပြီအချိန်မှာကျွန်တော်ဘာဟိုတစ်ချက်ကြည့်လိုက်လဲဆိုတော့ဖုန်းအားက36အဲ့တော့မနက် ဆိုတော့တောက်လျှောက်သွားတဲ့အချိန်မှာညနေ3 နာရီအချိန်မှာတော့36% ကျန်တယ်ဒါတော့တောက်လျှောက်ဖွင့်လာတာเนาะသူတို့ဗီဒီယိုတွေကိုဖွင့်တယ် Aura Light လည်း on ထားတယ်ပေါ့နော်10နာရီကနေပြီးတော့ကျွန်တော်တို့တုံးလာလိုက်တာဖုန်းအား36ဒါပေမဲ့ကျွန်တော်တို့တုံးပုံတုံးနည်းလေးကနည်းနည်းလေးချစ်ကုတ်ဆန်ဆန်တုံးလိုက်တယ်ကျွန်တော်တို့ဒီနေ့ edit video လဲကျွန်တော်ဒီကင်မရာနဲ့တောက်လျှောက်ရိုက်ထားတယ်ဆိုတော့ battery ကတော့တော်တော်လေးကိုခံတယ်ကျွန်တော်က battery ကိုမကုံအောင်တမင်ကိုညစ်ပတ်ပြီးတော့တုံးလိုက်တယ်လို့ပြောလို့ရတယ်တောက်လျှောက်ကိုကျွန်တော်ကင်မရာရိုက်တယ်တောက်လျှောက် video roll ထားတယ်ဆိုတော့အဲ့ဒါကြောင့် battery ကျသွားတာညင်တယ်လို့ပြောလို့ရတယ် Okay ဆိုတော့ဗီဒီယိုနောက်ဆုံးမှာပုံလေးတွေပို့လာတယ်ပေါ့နော်ဆိုတော့သူတို့ရိုက်ခဲ့တဲ့ပုံ camera test တွေပေါ့ဆိုတော့သူတို့ရိုက်ခဲ့တဲ့ပုံ camera test တွေကိုလည်းပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီ Vivo V50 Lite ရဲ့ camera လေးလည်းပြောပြရမယ်ဆိုတော့ Vivo V50 Lite မှာဆိုလို့ရှိရင်တော့50 megapixel Sony IMX882 sensor ပါတယ်ပြီးရင် bokeh camera တစ်လုံးပါတယ်ပြီးရင် Aura Light နဲ့လာတယ်ဆိုတော့ရုပ်ထွက်တွေကဗျာကျွန်တော်တို့သူသေးတန်းဖုန်းထဲမှာ detail ကောင်းတယ်ဆိုတဲ့ဘက်ကိုသွားတယ်အဆင်ပြေတယ်ဆိုတဲ့ဘက်ကိုသွားတယ် selfie camera အနေနဲ့ဆိုလို့ရှိရင်32 megapixel selfie တောင်ပါတာဆိုတော့ဒါ detail ကောင်းတဲ့ selfie တွေပြောလို့ရတယ်ဆိုတော့ဒီဗီဒီယိုပြန်ကြည့်မယ်ဆိုရင် Vivo ရဲ့ Mission Impossible မှာသူတို့အနေနဲ့ကတော့ battery ကိုကောင်ဖြုံးနိုင်ခဲ့ဘူးလို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တောက်လျှောက်သူတို့အနေနဲ့ဖြုံးတယ်ဗီဒီယိုတွေရိုက်ထားတယ် flashlight တွေ on ထားတယ်ပေါ့နော်။အဲ့လိုအခါမျိုးမှာတော့မှနောက်ဆုံးအဆုံးတက်မှာဒါ battery percentage က30% ကျော်ကျန်နေတယ်ပေါ့နော်။ battery ကတော်တော်လေးခံတဲ့ဖုန်းတစ်လုံးနေနေလို့တော့ပြောလို့ရပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကကျွန်တော်တို့ THM review team ကနေပြီးတော့ဒါ Vivo ရဲ့ Mission Impossible ဆိုတဲ့ဗီဒီယိုကိုသွားပြီးတော့ရိုက်တဲ့အချိန်မှာပေါ့နော်သူတို့ပို့လာတဲ့ဗီဒီယိုမှတ်တမ်း Mission Impossible ဖြစ်မဖြစ်အဲ့ဒါကိုလုပ်ထားတဲ့ challenge ကိုကျွန်တော်ပြန်ပြီးတော့ reaction ပုံစံမျိုးလုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ THM review page ကတထုနိုင်မြဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုကြိုက်လို့ရှိရင်လည်း like and share လုပ်ဝါနိုင်ပါတယ်နောက်ထပ်မှထပ်တွေ့ကြအောင်